အိမ်အောင်ပြုတ်ပြီးမှစီးပွားတက်မလားဒါမှမဟုတ်စီးပွားဆုပ်ယုပ်သွားမလားဆိုတာကိုကျွန်တော်တို့လက်ဝါးပြင်ကနေစစ်စီအဖြေရှာလို့ရပါတယ်ကျွန်တော်ကတော့ပမောက္ခဒေါက်တာရွှေမင်းရဲ့သားတစ်ပည့်ဆရာရောက်ဖြစ်ပါတယ်လက္ခဏာနဲ့ KB နက္ခတ်ပေတင်စနစ်တို့နဲ့ဇာတာစစ်ဆေးခြင်းများဆောင်ရွက်ပေးလျက်ရှိပါတယ်ကျွန်တော်တို့လူတော်တော်များများကမေးလေးရှိကြပါတယ်ဆရာကျွန်တော်တို့အိမ်အောင်ပြုတ်ပြီးရင်စီးပွားရေးအဆင်ပြေလာမလားဒါမှမဟုတ်ရင်အိမ်အောင်ကြမှာပဲဘဝနှိမ့်ကျသွားမှလားဆိုတာတွေကိုကျွန်တော်ခဏမေးခံရပါတယ်ဒါကိုကျွန်တော်သိချင်ကိုယ့်ရဲ့လက်ဝါးပြင်ကကံလန်းကြောင်းနဲ့ဩဇာလန်းကြောင်းစုံမဲ့နေရာကိုကြည့်ရှုအဖြေရှာလို့ရပါတယ်အဲ့ဒါတော့အရင်ဆုံးကျွန်တော်တို့လမ်းကြောင်းနှစ်ကြောင်းကိုခွဲခြားကြည့်ရပါမယ်ဒီလက်ကလေးစီကိုကျွန်တော်တက်သွားတဲ့လမ်းကြောင်းပေါ့ဒါကိုကြတော့ကျွန်တော်ကံလန်းကြောင်းလို့ခေါ်တယ်ပြီးတော့ဒီတနင်္လာဂျိုကုံကနေပြီးတော့ဒါကတော့တနင်္လာဂျိုကုံလေးပေါ့ဒီတနင်္လာဂျိုကုံကနေတက်သွားတဲ့လမ်းကြောင်းလေးကိုကြတော့ကျွန်တော်ဩဇာလမ်းကြောင်းလို့ခေါ်တယ်အဲ့လမ်းကြောင်းလေးနှစ်ခုစုံတာပေါ့ဒီလမ်းကြောင်းလေးနှစ်ခုထိတွေ့စုံစည်းမှုကလူကြီးမင်းတို့ရဲ့အိမ်အောင်ရေးနဲ့စီးပွားရေးကံကြမ္မာကိုဆုံးဖြတ်ပေးတာပါပထမအချက်အနေနဲ့ဒီဩဇာလမ်းကြောင်းကကံလမ်းကြောင်းနဲ့ထိလာပြီးရောထိတွေ့သွားတယ်ပေါ့ဒီညာလေးကဒီစုံမလေးပေါ့ထိတွေ့သွားတယ်အဲ့ဒီလိုထိတွေ့သွားတာနဲ့ကံလမ်းကြောင်းကပြတ်မသွားဘဲနဲ့အရင်အထက်ပို့ပြီးတော့ထင်ရှားလာတယ်ပို့ပြီးတော့ကြည်လင်လာတယ်ဆိုရင်ဒီဟာလေးပေါ့ဒီလမ်းကြောင်းတွေကကြည်လင်လာတယ်ဆိုရင်ဒါကတာလွန်ကောင်းမြတ်တဲ့အိမ်အောင်ကြီးကိုရရှိမဲ့နမိတ်ပဲဖြစ်ပါတယ်ဒီလိုလက္ခဏာရှင်တွေကအိမ်အောင်ပြုတ်ပြီးတာနဲ့အိမ်အောင်ဘက်ရဲ့ကုညီပံ့ပိုးမှုကြောင့်စီးပွားဥစ္စာတွေတဟုန်တိုးတက်လာတတ်ပါတယ်အိမ်အောင်ဘက်ကတင့်အတွက်လက်ကောင်ပုံစံမျိုးဖြစ်နေတတ်တာပါတကယ်လို့ဒီဩဇာလမ်းကြောင်းကကံလမ်းကြောင်းကိုလာထိပြီးရဲ့နောက်မှာကံလမ်းကြောင်းကကျိုးပြတ်သွားတာမျိုးဒါမှမဟုတ်ရင်အယောင်အစင်းမှိန်ပြီးတော့ပျောက်ကွယ်တလောက်ဖြစ်သွားတာမျိုးဆိုရင်တော့ဒါဟာအိမ်အောင်ကြပြီးမှပဲစီးစိမ်ဥစ္စာတွေရောကြသွားနိုင်တာကိုပြဆိုနေပါတယ်ဒီလိုလက္ခဏာမျိုးပါနေရင်တော့အိမ်အောင်ဘက်ရွေးချယ်တဲ့အခါမှာရောအိမ်အောင်ပြုတ်ပြီးရောစီးပွားရေးစီမံခန့်ခွဲတဲ့အခါမှာပါအထူးသတိထားဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့လူကြီးမင်းတို့ရဲ့လက်ဝါးပြင်ပေါ်မှာဘလို့အမတ်သားတွေပါလဲဘလို့အဖြတ်မှတ်တွေပါလဲဆိုတာကိုကွန်မန့်မှာမှန်ခဲ့လို့ရပါတယ်ကျွန်တော်စစ်ဆေးပြီးတော့ကြည့်ရှုစစ်ဆေးပေးလို့ရပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့လက္ခဏာဘူးတူတာတွေကိုကျွန်တော်အလင်းတင်တယ်လို့ဆက်လက်တင်ဆက်ပေးတော့ပါမယ်အားလုံးပဲကောင်းသောကံကြမ္မာကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်